Chrome browser ရဲ့ history ဖြတ်နည်းကိုသင်ပေးပါမယ် Chrome ရဲ့ history လုံးဝကိုရှင်းလင်းသွားမယ် Chrome မှာသင်ပါကြည့်လဲဘာတွေရှာလဲဆိုတာကိုဘယ်သူမှမသိစေရဘူးကဲအချိန်မစောရဒီဗီဒီယိုကိုစလိုက်ရအောင် Chrome browser ရဲ့ history ရှင်းရမယ်နော်မဟုတ်ရင်သင်ရဲ့ history ကိုအားလုံးမြင်ရမှာဖြစ်ပါတယ်နော်အဲကြောင့် Chrome ရဲ့ history ကိုရှင်းဖို့အတွက်ကျွန်တော် line 3ခုဒီမှာရှိရနော်အကောင်ကိုနေလိုက်မယ် Okay ဒီကောင်နေပြီးကျွန်တော်ဒီမှာ history လေးရှိရနော် Okay ဒီ history ကိုနေလိုက်မယ် history ကိုနေလိုက်တာနဲ့သင်ဘာတွေရှာလဲဘာတွေကြည့်လဲအကုန်လုံးဒီမှာပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီကနေပဲဖြတ်လို့မရပါဘူးဒီကနေပဲဖြတ်ရင်လည်းကျွန်တော်တို့ဒီ my activity ဆိုတဲ့နေရာမှာပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့အဲအကြောင်းကျွန်တော် my activity ဆိုတဲ့နေရာကိုအရင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်เนาะဒီ my activity ဆိုတဲ့နေရာကိုတွားမယ်ပြီးကျွန်တော်တို့ဒီကနေဖြတ်မယ်နော်ဆိုဒီ my activity ရှိရနော်ဒီမှာနော်ဒီလိုပုံစံနဲ့ရှိရ google.com ရှိရနော်အခန့်ကိုနေလိုက်မယ်နော်ဒီလိုပုံစံနေလိုက်မယ် Okay ကျွန်တော်တို့ဒီမှာခဏလေးဆောက်လိုက်မယ်နော်ခဏလေးဆောက်ပြစ်တာနဲ့သူကဒီလိုလေးပေါ်လာမယ်နော်ကျွန်တော်အောက်ကိုဆွဲသွားမယ်ကျွန်တော်အောက်ကိုဆွဲသွားမယ်ကျွန်တော်ဒီမှာ delete လို့ရေးထားတာအခုရှာရအောင်ဖြစ်ပါတယ်နော်အပေါ်ပါရှိရတယ်နော်ဒီမှာနော်အပေါ်မှာရရှိရ delete နော်ဒီမှာတွေ့ရတယ်နော် delete ကိုကျွန်တော်တို့ဒီမှာများလေးရှိရနော်အောင်ပါဒီမှာများလေးကိုနေလိုက်မယ်များကိုနေပြီးရင်ကျွန်တော်ဒီမှာ always နေရာကိုနေလိုက်မယ်နော် always နေရာကိုနေလိုက်မယ်ဒီမှာများရှိရနော်ဒီမှာလည်းဒီများကိုနေလိုက်မယ်နော်ဒီလိုပုံစံနေလိုက်မယ်ပြီးရင်ကိုက Chrome ရဲ့ history ကိုပဲရှင်းချင်တာလားဒါမှမဟုတ် Google ရဲ့ history ကိုရှင်းချင်တာလား Google Lens ရဲ့ history ကိုရှင်းချင်တာလားကိုကြိုက်တဲ့ဟာကိုရွေးပြီးမှဒီမှာရှင်းလို့ရတယ်နော်ကျွန်တော်က Chrome ရဲ့ history ကိုပဲရှင်းမှာဖြစ်လို့ Chrome ကိုပဲကျွန်တော် select လုပ်မယ်နော် Chrome ကိုပဲ select လုပ်မယ်ဟိုကျွန်တော်ဒီ source ကိုလည်း select လုပ်မယ်နော်ဒီ source နဲ့ Chrome ကိုပဲကျွန်တော် select လုပ်ရမှာနော်ဒါကိုကြိုက်တဲ့ဟာကိုတိုင်ပဲဖြတ်လို့ရတယ်နော်ဟိုကျွန်တော်ဒီကပြီးရင်ကျွန်တော် next ကိုနေလိုက်မယ် next ကိုနေလိုက်မယ် next ကိုနေလိုက်တာနဲ့ကျွန်တော်တို့ history ကကျွန်တော်တို့ဒီမှာဖြတ်လို့ရတယ်နော်ဒီမှာ delete ရှိရဒီ delete ကိုနေပြီးမှကျွန်တော်တို့ဒီ history ကိုဖြတ်လို့ရတယ်နော်ဒီမှာပြီးရင်ကျွန်တော် got ရှိရ got it ကိုနေလိုက်မယ်ဟိုကျွန်တော်တို့ဒီမှာဆိုရင် history ကလုံးဝကိုရှင်းလင်းသွားပါပြီအခုကျွန်တော်တို့ဒီမှာပြီးရင်ကျွန်တော်နောက်တစ်နေရာမှာပြန်ဖြတ်မယ်နော်ခုနနေရာမှာပြန်ဖြတ်မယ်ခုနနေရာကိုဖြတ်ဖို့အတွက်ဒီ line 3ခုရှိရဒီကောင်ကိုနေမယ်ပြီးရင်ကျွန်တော်ဒီမှာ history ကိုနေလိုက်မယ်နော် history ကိုနေမယ်အခုချိန်ကြီးဒီမှာပေါ်လာမှာနော်ဒီကနေလဲကျွန်တော်တို့ဖြတ်မယ်နော် Okay ဒီကနေကိုဖြတ်ဖို့အတွက်ကျွန်တော်ဒီအပေါ်မှာရှိရ delete browsing data ရှိရနော်အကောင်ကိုနေလိုက်မယ်အကောင်ကိုနေပြီးရင်ဒီမှာဒီလိုပုံစံနဲ့အများကြီးပေါ်လာမှာဖြစ်ပါတယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့အားလုံးကိုဖြတ်မယ် Okay အားလုံးကိုဖြတ်ဖို့အတွက်ကျွန်တော်ဒီအောက်မှာလည်းရှိရနော် delete ရှိရနော်ဒီ delete ကိုနေပြီးဖြတ်လို့ရနော် delete ကိုနေမယ်ပြီးဒီမှာdelete ကိုပြန်နေလိုက်မယ် Okay ကျွန်တော်တို့ဒီမှာ delete လုပ်လိုက်ပြီနော်ဒီမှာလည်းဖြတ်လိုက်ပြီးဟိုဘက်မှာလည်းဖြတ်လိုက်ပြီးကျွန်တော်နောက်တစ်နေရာမှာပို့ပြီးလုံခြုံအောင်နော်ပို့ပြီး safe ဖြစ်အောင်ကျွန်တော်တို့နောက်တစ်နေရာမှာလည်းသွားဖြတ်မယ်အဲ့ဒါပါလဲဆိုရင်ဒီ Chrome ကိုချက်ချလေးနေလိုက်မယ်ပြီးဒီ I နော် app information ကိုနေလိုက်မယ် Okay app information ကိုနေပြီးရင်ဒီလိုပုံစံလေးပေါ်လာမှာနော်ကျွန်တော်ဒီမှာ storage လို့ရေးတဲ့နေရာကိုနေလိုက်မယ် storage နော်ဒီမှာ storage ကိုနေလိုက်မယ် storage ကိုနေပြီးရင်ကျွန်တော်ဒီအောက်မှာပဲဒီ clear data ရှိရနော်ဒီ clear data ကိုနေလိုက်မယ်ကျွန်တော်ဒီမှာ clear cache ကိုနေရဖြစ်ရနော် clear cache ဆိုတာကအမိုက်ပဲနော်ကျွန်တော်ဒီ Chrome browser ရဲ့မှာရှိတဲ့အမိုက်တွေကိုကျွန်တော်ရှင်းတာဖြစ်လို့ပြောရတယ်နော်ဒီ Chrome browser ရဲ့ clear cache ကိုကျွန်တော်နေလိုက်မယ်ပို့ပြီးတိချအောင်လုပ်လိုက်တာနော်ပို့ပြီးလုံခြုံအောင်ပို့ပြီး safe ဖြစ်အောင်ကျွန်တော်တို့လုပ်လိုက်တာဖြစ်ပါတယ်နော် clear cache ကိုနေလိုက်မယ်ပြီး okay ကိုနေလိုက်မယ်နော်ဟိုကျွန်တော်ဒါလုပ်ပြီးပြီနော်ဟုတ်ပါဒီ setting 3ခုနော်ခုနကျွန်တော်ပြရတဲ့3နေရာကိုပဲလုပ်လိုက်ပါနော်အဲ့လိုဆိုရင် Chrome မှာတင်ပါရှာလဲဘာတွေကြည့်လဲဆိုတာဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးတော်တော်လေးကိုလုံခြုံမှာဖြစ်ပါတယ်အဲအကြောင်းဒီ setting ကိုတော့ဖုန်းတိုင်းလို့မှလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်